လောကမှာဖရာဆိုတဲ့အမည်နဲ့လူတွေဟာကိုယ်ကိုစိတ်ကနေကြတယ်ကိုယ်ကိုစိတ်ကြတဲ့အထက်မှာဖရာအစစ်မှန်ဆိုတာကိုသိရှိဖို့ခက်ခဲတယ်လို့ဖရာအစစ်မှန်ဆိုတာလေပေါ်ပါဖို့ခက်ခဲတယ်ပေါ့များသောအားဖြင့်လူတွေဟာတကုရှင်ကိုကိုးကွယ်ကြတာဖြစ်တယ်တကုရှင်ကိုဖရာအဖြစ်ကိုးကွယ်ကြတာဣတရနေမာနဝါဒလို့ခေါ်တယ်လောကကြီးကိုအစိုးရတဲ့ဖန်ဆင်းနိုင်တဲ့တကုရှင်ကြီးထိုတကုရှင်ကြီးကိုကိုးကွယ်ကြတာဖရာဖြစ်ဆိုပြီးကိုးကွယ်နေကြတာဖြစ်တယ်လောကမှာဖရာဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာဘုန်းကြီးတို့တွေသိရှိနားလည်ပြီးစစ်မှန်တဲ့ဘုရားကိုကိုယ်ဝဲစိတ်ကနိုင်မှာမိမိတို့ရဲ့ရှိရွယ်ချက်ညှို့လင်းချက်တွေဟာအောင်မြင်နိုင်မှာဖြစ်တယ်။ဒါကြောင့်လူပြောသူပြောနေတဲ့ဘုရားလို့ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ဒီကနေ့မြန်မာနိုင်ငံကကိုးကွယ်နေတဲ့ဗုဒ္ဓလို့ခေါ်တဲ့ဘုရားနဲ့ဘာကွာခြားသလဲလို့သိရှိနားလည်ကြရမှာဖြစ်တယ်။ကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘာကိုကိုးကွယ်ကြတာလဲဆိုတာလဲသိရှိနားလည်ဖို့လိုအပ်တယ်။တချို့ကိစ္စတွေမှာအတန်အားဖြင့်တူးနေတော့လည်းပဲအနှစ်သာရအားဖြင့်ကွဲပြားခြားနားဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေကိုးကွယ်တဲ့ဗုဒ္ဓလို့ဆိုတာလူကမွေးတဲ့လူသားသူတော်ရှင်သူတော်စင်ပုဂ္ဂိုလ်မြတ်တူပဲဖြစ်တယ်လောကအများစုကကိုးကွယ်နေတဲ့ဟာတွေကလူသားမဟုတ်ဘူးတကုရှင်လောကကြီးကိုဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်အဖြစ်မျှော်မှန်းရော်ရမ်းပြီးတော့ကိုးကွယ်နေကြတာဖြစ်တယ်ဘုရားဘာသာတွေကိုးကွယ်တာကတကုရှင်မှုကိုးကွယ်တာမဟုတ်ဘဲနဲ့ပညာရှင်မှုကိုးကွယ်တာပဲဖြစ်တယ်ကွဲပြားခြားနားမှုတွေရှိတယ်ယုံကြည်ချက်ကိုတတ္တာထိုတတ္တာကိုအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ faith လို့ပြန်ကြတယ် faith ဆိုတဲ့ယုံကြည်ချက်တရားဟာလည်းကွဲပြားခြားနားမှုရှိတယ်တရားဆိုတဲ့သဘောတရားကတော့တူညီတော့လဲယုံကြည်ကိုးကွယ်မှုလူတွေရဲ့ဥတည်ချက်ကွဲပြားခြားနားတခြားဘာသာဝင်တွေကိုးကွယ်တဲ့ရှိရချက်ကပါတော့ဆိုကမ္ဘာလောကကြီးကိုဖန်ဆင်းနိုင်ပြီးအရာရာကိုချုပ်ကိုင်နိုင်တဲ့အစွမ်းတကူကိုကိုးကွယ်ကြတာဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီအစွမ်းတကူကိုမျှော်ကိုးပြီး God bless you လို့ဘုရားသခင်ကသင်တို့အားကောင်းချီးပေးပါစေလို့ပြောတဲ့စကားတွေဟာတကူရှင်ညွှန်းတာတွေပဲဖြစ်တယ်။အဲ့တော့သူတို့ရဲ့ယုံကြည်ချက်ဟာတကူယုံကြည်တာလို့သူတို့ဆိုတယ်။တကူယုံကြည်လို့ဘုရားသခင်ကမပါစေဘုရားသခင်ကကောင်းချီးပေးပါစေလို့ဒါကသူတို့ရဲ့ယုံကြည်ကိုးကွယ်မှုကိုပြောတာဘုရားဘာသာရဲ့ယုံကြည်ကိုးကွယ်မှုက God bless you လို့သူတို့ပြောတာမဟုတ်ဘူးနော်ဘုရားသခင်မပါစေလို့လည်းပြောရမှာမဟုတ်ဘူးအဲ့ဒါကွဲပြားခြားနားမှုတွေကိုသိဖို့လိုတယ်ဘုရားဘာသာရဲ့ယုံကြည်ချက်ကပါတော့ဆိုဘုရားသခင်ရဲ့အနန္တတကုလို့ပြောကြတော့လေမြတ်စွာဘုရားကိုယ်တိုင်ကဘုရားကိုယုံကြည်တဲ့တရားတရားဆိုတာဘာကိုခေါ်တာလဲတတ္တဟတိတထာဂတတဘောဓိကတမောစဘိက္ခုတတ္ထောဣဒအရိယသဝကောတတ္တဟတိတထာဂတတဘောဓိဒါဘုရားကိုယ်တိုင်ဟောခဲ့တဲ့စကားနော်ယုံကြည်မှုဆိုတာဘာကိုပြောတာတော့လို့ဆို
မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်တော်ကြီးကိုယုံကြည်တာလို့သူပြောတာအဲ့တော့တကူယုံကြည်တာမဟုတ်ဘူးအစွမ်းတကူကိုယုံကြည်တာမဟုတ်ဘူးအစွမ်းတကူကိုအားကိုးတာမဟုတ်ဘူးတတ္တဟတိတထာဂတသဘောဓိတထာဂတမြတ်စွာဘုရားရဲ့ဘောဓိသဗ္ဗညုတဉာဏ်လို့ခေါ်တဲ့ဉာဏ်တော်ကြီးကိုတတ္တဟတိရှုံကြည်တယ်နှစ်သက်တယ်စိတ်ဝင်စားထိုဉာဏ်တော်ကြီးကြောင့်ဖြစ်ပေါ်လာတဲ့အရည်ချင်းတွေအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသရဏတပ္ပနောဆိုတဲ့ခုံတော်၉ပါးပဲဖြစ်တယ်လောကမှာဖျားမှန်လို့ရှင်အဲ့ဒီအရည်ချင်းတွေရှိဖို့လိုတယ်လို့ဆိုအရည်ချင်းထဲမှာအကောင်းဆုံးအရည်ချင်းလို့ပြောရမှာအရည်ချင်းတွေဆိုတာတော့ရှိရအဲ့ဒီအရည်ချင်းတွေထဲမှာအကောင်းဆုံးအရည်ချင်းဘာလဲလို့ဆိုရင်ဉာဏ်တော်ပဲဖြစ်တယ်ပေါ့အဲ့တော့ဒီနေရာမှာရောရောင်ပြီးတော့မြတ်စွာဘုရားရဲ့အစွမ်းတကူကိုကိုးကွယ်တယ်ပြောလို့ရှိကြတယ်မြတ်စွာဘုရားတကူရှင်ကြီးဖြစ်တယ်တကူရှင်ကြီးဖြစ်လို့လူတွေကအရာရာတို့ကိုမနိုင်လိမ့်မယ်လို့ရှုဆပြီးတော့ကိုးကွယ်နေခြင်းဟာမှန်ကန်တဲ့ကိုးကွယ်ခြင်းမဟုတ်ဘူးလို့သိဖို့လိုတယ်မှန်ကန်တဲ့ကိုးကွယ်ခြင်းကဘာတော့မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုရှုံကြည်လက်ခံပြီးတော့ကိုးကွယ်တာလောကမှာအစွမ်းတကူနဲ့အသိဉာဏ်ဆိုတာအလုံးကွဲပြားခြားနာတယ်နော်အလုံးကွဲပြားခြားနာဒါကြောင့်မို့မြတ်စွာဘုရားကိုသုံးနှုံးတဲ့စကားလုံးကတထာဂတတထာဂတလို့ခေါ်တာဟာဘာကြောင့်ခေါ်တထာဆိုတာအမှန်တိုင်းအဓိပ္ပာယ်တွေအများကြီးဖွင့်ဆိုတဲ့ထဲမှာတထာဂတဆိုတာအမှန်တိုင်းဟောပြောတတ်သူဆိုတဲ့အဓိပ္ပာယ်ရတယ်အရှိကိုအရှိတိုင်းအမှန်တရားကိုဟောပြောတတ်သူလို့အမှန်တရားလို့ဆိုတာအသိဉာဏ်နဲ့မှသိနိုင်တာဖြစ်တယ်တကူနဲ့သိတဲ့အရာမဟုတ်အမှန်တရားကိုဟောပြောတတ်သူဆိုတဲ့အနေနဲ့ဘုရားဘာသာဝင်တွေကကိုးကွယ်ကြတာဖြစ်တယ်တခါဗုဒ္ဓလို့ဆိုတဲ့စကားလုံးကိုမြန်မာလိုအဓိပ္ပာယ်ပြောမယ်ဆိုရင်အရာခတ်သိမ်းကိုသိသူလို့အဓိပ္ပာယ်ရတယ်အရာခတ်သိမ်းကိုသိနိုင်စွမ်းရှိတယ်ဆိုတာဉာဏ်ပညာသာဖြစ်တယ်အစွမ်းတကူမဟုတ်ဘူးအဲ့ဒါကြောင့်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့သူဖျားကိုးကွယ်တာဟာမြတ်စွာဘုရားရဲ့အသိဉာဏ်ကြီးကိုလက်ခံပြီးတော့ကိုးကွယ်တာဒါဖြင့်စဉ်းစားကြည့်တကူကိုကိုးကွယ်တာနဲ့အသိဉာဏ်ကိုကိုးကွယ်တာတကူကိုအားကိုးတာနဲ့အသိဉာဏ်ကိုအားကိုးတာဘလို့ကွာခြားလဲတကူကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာဘလို့နေမလဲတကူရှင်ကြီးကကိုယ့်ဘောမှာမာစားလိုက်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပဲနေမှာပဲနော်တကူရှင်ရဲ့မာစားမှုကိုခံကျင်တယ်အစွမ်းတကူရှိလို့တို့ကိုဆင်းရဲဒုက္ခကနေလွတ်အောင်ကိုလိုချင်တဲ့ဆုလက်တွေရအောင်အစွမ်းတကူကိုသုံးချပြီးတို့ကိုမာစားလိုက်မယ်ဆိုတဲ့ရွေးချက်တစ်ဖက်သားကိုအားကိုးတဲ့စိတ်တွေတကူရှင်ကိုအားကိုးတဲ့စိတ်တွေပဲဖြစ်ပေါ်နေမှာဖြစ်တယ်တကူရှင်ကျင့်နိုင်ရင်ပြီးရောဆိုတဲ့အနေအထားမျိုးနဲ့ပူဇော်ကြတယ်ရှိခိုးကြတယ်တောင်းဆိုကြတယ်အဲ့ဒီလုပ်တွေလှုပ်လာတာတကူအာရုံပြုအသိဉာဏ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒီလိုအတွေးမျိုးမရှိဘူးမြတ်စွာဘုရားဟာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သဗ္ဗညုတဉာဏ်တော်ကြီးဖြင့်အရာခတ်သိမ်းကိုသိနိုင်တယ်အဲ့ဒီလိုသိတဲ့ပုဂ္ဂိုလ်သူမြတ်ပြောတဲ့စကားဟာလွဲမှားတာမဟုတ်ဘူးမလွဲမှားနိုင်ဘူးမှန်ကန်စွာသိပြီးတော့ဟောပြောတာဖြစ်သောကြောင့်ထိုမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေဟာလွဲမှားမရှိဘူးဒါကြောင့်မြတ်စွာဘုရားဟောတဲ့အတိုင်းတို့လိုက်နာမယ်ဆိုစိတ်ဓာတ်ဖြစ်စေဒါဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်နော်
အစွမ်းတကူကိုကိုယ်ွယ်သူနဲ့အသိဉာဏ်ကိုကိုယ်ွယ်သူကလမ်းနှစ်မတူတဲ့လမ်းကိုလျှောက်ကြမှာပဲဖြစ်တယ်ဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟောတဲ့တရားသည်ဘယ်တော့မှလွဲမှားတာမရှိဘူးဒါကြောင့်တို့တွေဟာရသော်ဘုရားကမလုံးသင့်ဘူးလို့မလုံးရဘူးလို့ဟောတဲ့နေရာတို့ဟာရှောင်မယ်လုံးရမယ်ဆိုတဲ့နေရာကိုတို့လုံးမယ်ယုံကြည်မှုချင်းကကွဲပြားခြားနာသွားတယ်အဲ့လိုကွဲပြားခြားနာသွားတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်လာတယ်လို့တို့ခေါ်တယ်တကယ်အစစ်မှန်အားဖြင့်လေဘသူကိုမှအစွမ်းတကူကိုသုံးချပြီးတော့ကဲ့တင်မဆာလို့ရနိုင်တဲ့အရာမျိုးမဟုတ်ဘူးအတိုင်းအတာတစ်ခုအရာဖြစ်နိုင်တာတွေရှိတော့လည်းပဲဘဝတစ်ခုလုံးကိုခြုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်တဲ့အရာတွေမဟုတ်ဘူးဆိုပါစို့ဘဝတစ်ခုမှာကြည်ပွားချမ်းသာသွားအောင်အခိုက်အတန့်တစ်ခုလွယ်ချက်တွေကိုဖြည့်ဆည်းပေးတာမျိုးတော့လုပ်လို့ရတယ်သို့တော့တရားတူမအိုရအောင်မနာရအောင်မသေးရအောင်အစွမ်းတကူအသုံးချပြီးလုပ်နိုင်တာမရှိဘူးတဘာဝတရားကိုပြောင်းပြန်လှမ်းပြီးတော့မမြဲတဲ့အရာကိုမြဲအောင်ဆင်းရဲတဲ့အရာကိုချမ်းသာအောင်ကိုယ်အလိုတိုင်းမဖြစ်တဲ့အရာတွေကိုကိုယ်အလိုတိုင်းဖြစ်အောင်လို့ပြောင်းပြန်လှမ်းလို့မရနိုင်ဘူးပြောင်းပြန်လှမ်းလို့မရနိုင်တာဖြစ်သောကြောင့်အစွမ်းတကူဟာနေရာတကာတိုင်းမဖြစ်ဘူးအသိဉာဏ်ကြတော့ဒါတွေအလုံးပေါ်မှာအသိဉာဏ်နဲ့လှုပ်သွားလို့ရှိရင်အလုံးဟာဖြစ်နိုင်တယ်အသိဉာဏ်နဲ့လှုပ်လိုက်ပြီးဆိုရင်နောက်ဆုံးမှာတန်တရားဝကလွတ်ပြီးနိဗ္ဗာန်ချမ်းသာတရားမျက်မှောက်ပြုအမှန်တရားကိုသိရှိအောင်လုပ်နိုင်တယ်ဒါကြောင့်အသိဉာဏ်ကိုကိုးကွယ်တာမှန်ကန်ဆုံးပဲအသိဉာဏ်ရဲ့တန်ဖိုးကြီးမားသည့်အတွက်ကြောင့်လူဘဝရောက်လာတဲ့အခါမှာလူတွေဟာအသိပညာကိုစီးပူးအထောက်ကြရတယ်အသိပညာစီးပူးအထောက်ပြီးအသိပညာရဲ့အစွမ်းနဲ့ဘဝမှာယက်တည်ဖို့ကြိုးစားကြတယ်အသိပညာရဲ့တန်ဖိုးပဲမိဘကတောင်သားသမီးကိုမဆာလို့မရနိုင်ဘူးပညာတတ်ကြီးဖြစ်အောင်မိဘကလုပ်လို့မရဘူးငွေကြေးဒဏပေးလို့ရတယ်ချမ်းသာအောင်ထားလို့ရတယ်ငွေကြေးဒဏသုံးချပြီးတော့သို့တော့နောက်ဆုံးမှာကိုယ်သားသမီးပညာတတ်ကြီးဖြစ်အောင်မိဘကလုပ်ပေးနိုင်လားလို့ဆိုလုပ်မပေးနိုင်ခြေနေတစ်ခုသာဖန်တီးပေးတာဖြစ်တယ်ငွေကြေးဒဏထောက်ပံ့မယ်ကျောင်းကောင်းကောင်းကိုအနံ့မယ်ဆရာကောင်းကောင်းစီအနံ့ထားမယ်အဲ့ဒါလို့လုပ်တဲ့အခါမှာသာသမီကိုယ်တိုင်ကကြိုးစားပါမှပညာတတ်ဆိုဖြစ်တယ်အခြေအနေကောင်းတစ်ခုကိုဖန်တီးပေးတာဒီပင်နဲ့မဆတယ်လို့ပြောလို့ရတယ်အုံဖွားဆိုတဲ့မန္တန်နဲ့မှန်းပြီးတော့ပညာတတ်ကြီးဖြစ်အောင်လုပ်လို့မရဘူးမြတ်စွာဘုရားကရောအဲ့ဒီလိုလုံမျိုးလှုပ်သလားလို့ဆိုဘုရားဘာသာဝင်တွေသိဖို့လိုတာမြတ်စွာဘုရားကတရားရည်ရဲ့တဏ္ဍမှာကြာရောက်ဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေမရှိဘူးလားဆိုရှိတယ်ဖြေရှင်းလို့ရတဲ့ဒုက္ခတွေရှိတော့လဲဖြေရှင်းလို့မရတဲ့ဒုက္ခတွေလည်းရှိတယ်လူဘဝရလာပြီဆိုလို့ရှိရင်လူမှုရေးဒုက္ခဖြေရှင်းလို့ရတယ်တခြားဒုက္ခတွေဘဝမှာကြုံရတဲ့ဆင်းရဲမွဲတေခြင်းဒုက္ခဖြေရှင်းလို့ရသေးတယ်ဖြေရှင်းလို့မရတဲ့ဆင်းရဲဒုက္ခဆိုတာဘာလို့တဖြည်းဖြည်းအုံမင်းလာခြင်းဖြေရှင်းလို့မရဘူးဘယ်သူမှဘယ်လူမျိုးမှငွေကြေးဒဏဘလောက်တတ်နိုင်ဖြေရှင်းလို့မရနိုင်တယ်တဏှီတဲ့ဒီဒုက္ခကိုခံကြတယ်တဖြည်းဖြည်းအိုမင်းလာခြင်း
ခန္ဓာကိုယ်မှာယောဂဝေဒနာရခြင်းနောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်ရခြင်းဆိုတဲ့ဒီပြဿနာကိုတော့ဘယ်သူဖြေရှင်းနိုင်တော့ဘယ်သူမှဖြေရှင်းနိုင်ဘူးမြတ်စွာဘုရားကဖြေရှင်းတဲ့နည်းကိုပေးထားတာရှိတယ်ဘယ်လိုနည်းနဲ့ဖြေရှင်းတာတော့အစွမ်းတကူနဲ့ဖြေရှင်းတာလားလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဖြေရှင်းမှုဖြေရှင်းနည်းကဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္ဒတိဘုဒ္ဓောအသိဉာဏ်ကြီးမားတော်မူတဲ့မြတ်စွာဘုရားဟာတရဝရိတဏ္ဍမှာကြာရောက်နေတဲ့မဖြေရှင်းနိုင်တဲ့ပြဿနာဆိုတဲ့ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပေးတယ်တကူတော်နဲ့လားဆိုမဟုတ်ဘူးဟိတေပဝတ္တနေနအခြေအနေကောင်းတွေကိုဖန်တီးပေးတယ်အခြေအနေကောင်းကိုဖြစ်ပေါ်စေတယ်ဆိုးချိုးတွေကိုဖြစ်ပေါ်စေတဲ့အာဟိတလို့ခေါ်တယ်အကုသိုလ်တွေမှနောက်ဆုတ်စေတယ်ဆိုလိုတဲ့အဓိပ္ပာယ်ရှင်းရှင်းကမလုတ်တဲ့နာကိုမလုတ်ဖို့လုတ်တဲ့နာကိုလုတ်ဖို့အသိပညာပေးပြီးဖြေရှင်းတယ်လို့သူဆိုလိုတယ်သိပညာနဲ့ပဲဖြေရှင်းမလုတ်တဲ့နာကိုမလုတ်ဖဲနေရမှာဖြစ်တယ်လုတ်တဲ့နာကိုလုတ်ရမှာဖြစ်တယ်မလုတ်တဲ့နာကိုလုတ်ချင်းကြောင့်လောကလူတွေဟာဒုက္ခရောက်တယ်လုတ်တဲ့နာကိုမလုတ်ချင်းကြောင့်ရှားတင်ရတဲ့အကျိုးစီးပွားတွေမရဘူးလို့အဲ့တော့မြတ်စွာဘုရားရဲ့ဆုံးမဖြေရှင်းနည်းသရဝါတွေကိုကက်တင်နည်းကဒီနည်းနဲ့ပဲကက်တင်တာပဲဖြစ်တယ်အဲ့ဒီနည်းကလွဲပြီးတခြားကက်တင်စရာနည်းလားမရှိဘူးဆိုလိုတာကအာဟိတလို့ဆိုတဲ့ဆိုးချိုးတွေကိုဖြစ်ပေါ်စေတဲ့အကုသိုလ်တရားကရှောင်ခိုင်းခြင်းဟိတလို့ခေါ်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေတဲ့ကုသိုလ်တရားတွေကိုတရဝါတို့ရဲ့တဏ္ဍမှာဖြစ်အောင်တိုက်တွန်းပေးခြင်းဒီနည်းအားဖြင့်သာလေတရဝါရဲ့ဆင်းရဲဒုက္ခကိုဖယ်ရှားတာဖြစ်တယ်တကူတော်နဲ့ blessing ပေးပြီးတော့ဖြေရှားတာမဟုတ်ဘူးလောကမှာတကူတော်နဲ့ blessing ပေးပြီးတော့ဖြေရှားလို့လည်းမရနိုင်ဘူးအဲ့ဒီသဘောတရားတွေကိုသိရှိနားလည်ပြီးတော့ဘုရားဘာသာဝင်သူတော်စင်များအနေနဲ့မိမိတို့ကိုယ်ကိုယ်စိတ်ကတဲ့မြတ်စွာဘုရားရဲ့စစ်မှန်တဲ့လောကသဘာဝနဲ့အညီသွန်သင်ဆုံးမထားတဲ့အဆုံးအမတွေကိုသိရှိနားလည်ပြီးမိမိတို့ကိုယ်တိုင်ကြိုးစားအထောက်ချင်းဖြစ်တာလေအမှန်တရားကိုသိရှိနိုင်ရတာဖြစ်ပါတယ်အဲ့ဒီလမ်းစာဘက်ကိုလမ်းကြောင်းပေါ်ကိုရောက်မှသာလေဆဲဒုက္ခလွတ်မှာဖြစ်ဒီနေရာမှာလောကလူသားတွေကိုတကုရှင်ကဖန်ဆင်းတာလားဆိုတာကိုမြတ်စွာဘုရားဟာပဋိစ္စသမုပ္ပါဒေသနာတော်နဲ့တိတိကျကျရှင်းလင်းပြထားတာရှိတယ်ပဋိစ္စသမုပ္ပါဒေသနာတော်မှာစကလုံး12မျိုးတရား12မျိုးကိုအမျိုးအစားပေါင်း12ခုကိုအသုံးချပြီးတော့တရဝါတွေရဲ့ဖြစ်ပေါ်လာပုံစင်စစ်မပြတ်တန်တရားထဲမှာကျင်လည်ရပုံတွေကိုမြတ်စွာဘုရားရှင်းပြဒီထဲမှာဖန်ဆင်းလို့ဖြစ်တယ်ဆိုတာမပါဘူးလူတွေရလာတဲ့အခြေအနေတရားကိုအမှန်သိအောင်ပဋိစ္စသမုပ္ပါဒဆိုတဲ့ဒီဒေသနာတော်ကိုအသုံးချပြီးရှင်းလင်းထားတာပဲဖြစ်တယ်အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေဟာမြတ်စွာဘုရားကိုကိုးကွယ်စိတ်ကတဲ့အခါမှာတို့ဟာတန်တရားဘဝတဲ့ဘယ်လိုရောက်လာသလဲရောက်လာပြီးတဲ့နောက်တန်တရားဘဝထဲမှာဘယ်လိုဆင်းရဲဒုက္ခတွေနဲ့တွေ့ပြီးတန်တရားတွေကမလွတ်နိုင်အောင်တဝဲလေလေဖြစ်နေရသလဲဆိုတာကိုပရိစ္ဆေသမုပ္ပါဒေသနာတော်ကိုကြည်ခြင်းအဖြစ်လိလသုံးသပ်ဆင်ခြင်ခြင်းအဖြစ်သိရှိနိုင်တယ်ဒါတွေမကဘူးအဲ့ဒါလို့ဘဝစဝန်းဆိုတဲ့ခြားခြားလဲနေတဲ့
ထပ်ပေါက်ရှာမတွေ့နိုင်တဲ့ဘဝဆက်ဝန်းကြီးတွေကဘလို့ထွက်ရမလဲဘယ်နေရာမှာအပေါက်ရှိတယ်လဲထွက်ရလမ်းကြောင်းဘယ်နေရာမှာရှိတယ်လဲဆိုတာလည်းသိဖို့ရပฏิလောမပရိစ္ဆသမုပ္ပါဒ်ကိုနာယူမှတ်သားခြင်းဖြင့်ကိုယ်ဘယ်လိုလုံးရမယ်ဆိုတာလည်းသိတယ်ထပ်ပေါက်လည်းရှာတတ်တယ်ဖြစ်ပေါ်နေတဲ့အနေအထားကိုလည်းသိရှိတယ်အဲ့ဒီနှစ်ခုလုံးဟာမြတ်စွာဘုရားကပေးတဲ့အသိဉာဏ်ပဲဖြစ်တယ်အဲ့ဒီအသိဉာဏ်ကိုကိုယ်တိုင်အသုံးချပြီးတန်တရားဝကလွတ်ဖို့ပဲပရိစ္ဆသမုပ္ပါဒ်ကိုအလွယ်ဆုံးနည်းနဲ့စဉ်းစားဆင်ခြင်သုံးသပ်ကြည့်ဖို့လိုတယ်စကလုံး12လုံးဆိုတာဘာလဲအလုံးဘုရားဘာသာဝင်သူတော်စင်တွေဟာအနေနဲ့အများလေ့လာသိရှိကြမှာဖြစ်တယ်အဝိဇ္ဇာအမှန်တရားကိုမသိခြင်းသင်္ခါရကံတရားဟုတ်တယ်အမှန်မသိရင်ကောင်းတာလည်းလုံးမှာပဲမကောင်းတာလည်းလုံးတာမသိလို့လုံးမိတယ်ကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်အမှန်မသိခြင်းကအဝိဇ္ဇာအမှန်မသိလို့လုံးမိလို့ရလုံးတာကသင်္ခါရကုသိုလ်လည်းလုံးအကုသိုလ်လည်းလုံးအဲ့ဒီကလှုပ်ထားတဲ့လှုပ်ရက်တွေရဲ့ result ဆိုတာတစ်ပင်တစ်ပင်ဟာစိုက်ပျိုးထားလို့ရှိရင်အသီးဆိုတာတီးလာတာပဲအဲ့ဒီအသီးထဲမှာမျိုးစိတ်ဖြစ်ဖို့မျိုးစိတ်လေးတွေကပါလာတယ်မျိုးစိတ်ကြလာအပင်ပေါက်စေနိုင်တယ်အဲ့လိုလှုပ်သည့်အတွက်ကြောင့်ရရှိလာတဲ့အသီးအပွင့်ကဘာလို့ဆိုရင်ပရမဆုံးစဖြစ်တဲ့ဝိညာဉ်ပရိသေရိစိတ်နဲ့တွက်ဖက်ပြီးတော့လာတဲ့နာနေရုပ်တွေပြီးတော့ခန္ဓာကိုယ်မှာပါလာတဲ့မျက်စိနာနာလျာကာယမနဆိုတဲ့အာယတနာတွေဟောရတွေလူဘဝမှာပါလာတော့မျက်စိရှိတော့အဆင်းအာယုန်နဲ့ဆက်သွဲတယ်နားရှိတော့အသံနဲ့ဆက်သွဲတယ်ဒီလိုဆက်သွဲမှုတွေကြောင့်ဖတ်တာဆိုတာပေါ်လာတယ်အဲ့ဆက်သွဲမှုအာယုန်ပေါ်မှာကြိုက်တယ်မကြိုက်ဘူးဆိုတာလာတယ်ကြိုက်တယ်ဆိုရင်တဏှာဖြစ်လာပြန်တယ်အဲ့ဒီကြိုက်တဲ့အပေါ်မှာဆွဲလန်းသွားလို့ရှိရင်ဥပါဒံဆိုတာဖြစ်လာတယ်အဲ့တော့လူဘဝဆိုတာစဉ်းစားကြည့်ဘုန်းကြီးတို့တွေလူဘဝရလာတာဘယ်သူကမှဖန်ဆင်းလို့ဖြစ်လာတာမဟုတ်ဘူးကိုတစ်ချိန်တုန်းကအမှန်မသိလို့လုံးပြီးလို့ရလုံးတယ်လုံးလို့ရစပ်ပေါ်လာတယ်ပေါ်လာတဲ့ရစပ်တွေကဘာတော့ဝိညာဉ်နာယုသလရဏဖသဝိရဏဒါတွေပေါ်လာတဲ့အခါမှာဒါတွေရပ်နေလားဆိုမရပ်ဘူးလိုချင်မှုဆိုတဲ့တဏှာဆွဲလန်းမှုဆိုတဲ့ဥပါဒံဆက်ပြီးတော့ကံတရားတွေကိုပြုလုပ်ခြင်းဆိုတဲ့ကမ္မဘဝအဲ့ဒါတရားတွေကစက်တိတ်နောက်ကလိုက်လာတော့ဘာဖြစ်လဲဆိုရင်နောင်အတွက်ဒါတွေကမျိုးစေ့ဖြစ်လာတယ်တစ်ပင်တစ်ပင်စိုက်ထားရင်ထိုတစ်ပင်ကအသီးသီးပဲတီးလာတဲ့အစေ့တွေဟာမျိုးစေ့ပဲအဲ့ဒီမျိုးစေ့တွေကတစ်စိမ့်မဟုတ်တစ်စိမ့်ပင်ပေါက်မှာပဲလူရဲ့တဏ္ဍာမှာလည်းပဲကံတရားတွေကမျိုးစေ့ဖြစ်လာတယ်မျိုးစေ့ဖြစ်လာရင်ပင်ပေါက်လာအဲ့ဒီပင်ပေါက်ဖို့အတွက်ဇာတိဆိုတာပင်ပေါက်လာလို့ရှိရင်အဲ့တော့ဇာတိဆိုတာဘု து ကိုရည်ညွှန်းတာတော့ဆိုဝိညာဏယုသလရဏဖသဝေဒနာကိုပဲရည်ညွှန်းတာဖြစ်လာတာဘာတွေဖြစ်တော့ဝိညာဏယုသလရဏဖသဝေဒနာပဲဖြစ်တယ်အဲ့ဒါလို့ဖြစ်လာပြီးတဲ့ဝိညာဏယုသလရဏတွေဟာဒီတိုင်းပဲယတ္တိနေသလားဆိုဘယ်ဟုတ်လဲရှင်းလာတယ်ပန်းများလို့ပဲပွင့်လာလို့ရှိရင်ဒီတိုင်းပဲထာဝရလှနေမှလားဆိုဘယ်ဟုတ်လဲပွင့်လာပြီးတော့ရင့်လာတယ်ရှင်းလာပြီးတော့နွမ်းပြီးကြွေးကြသွားတယ်ဖူးတယ်ပွင့်တယ်နွမ်းတယ်ကြွေးကြတယ်ပန်းရဲ့သဘာဝအဲ့ဒါလိုပဲလူရဲ့သဘာဝဟာလည်းပဲဖူးလာတယ်ပွင့်လာတယ်ပြီးရင်နွမ်းပြီးကြွေးကြသွားမယ်အဲ့ဒါကိုစရမရဏဆိုတော့သုံးဘဝကိုကိုယ်စဉ်းစားကြည့်လိုက်တို့တွေအတိတ်ဘဝကအဝိဇ္ဇာနဲ့သင်္ခါရအမှန်မသိလို့အမှန်မသိတာကခိလေသာလုံးပြီးလုံးရလုံးတဲ့သင်္ခါရကကံတရားကံနဲ့ခိလေသာပေါင်းစပ်လိုက်တဲ့အခါမှာဝိညာဏယုသလရဏဖသဝေဒနာဆိုတဲ့လူဘဝဆိုရလာတယ်လူဘဝရတော့ဒီတိုင်းနာယတ္တိနေသလားဆိုမယတ္တိဘူး
ဖြစ်ပေါ်လာတဲ့အာယုန်တွေပေါ်မှာလူချင်တာတို့တွေ့တာတတ်မဲ့တာတို့ဆွဲလန်းတာတို့ရလို့မှုနဲ့ကြိုးစားအထောက်ထားတို့ဆက်လုပ်လာပြန်ဒါကြောင့်ပရိစ္ဆသမုပ္ပါဒ်ကိုကြည့်မယ်ဆိုရင်အတိတ်ဘဝကအဝိဇ္ဇာနဲ့သင်္ခါရကအတိတ်အကြောင်းဝိညာဉ်နာယောသလရဏဖတ်တဝေဒနာဆိုတာကပစ္စုပန်အကျိုးလက်ရှိဘဝမှာရလာတယ်အဲ့ဒီပစ္စုပန်ဘဝမှာတစ်ခါထပ်ပိုးလိုက်တဲ့တဏှာဥပါဒနာကာမဘဝဆိုတာပစ္စုပန်အကြောင်းတရားဇာတိဆိုတာအနာဂတ်အကျိုးတရားတို့မြတ်စွာဘုရားဒီပရိစ္ဆေသမုပ္ပါဒ်နဲ့ဘာရှင်းတာတော့ဆိုဈာထဲမှာဖန်ဆင်းတာဆိုမရှိဘူးလို့ဆိုလို့တယ်အမှန်ကန်တို့တွေဟာဒီတိုင်းဖြစ်လာတာဖြစ်တယ်အဲ့တော့ဒါကိုအမှန်ကန်သိမှတန်တရားကထွက်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲအမှန်ကန်မသိလို့တန်တရားထဲမှာအတိတ်ဘဝကဒီဘဝကိုရောက်လာတယ်ဒီဘဝကတခါနောက်ဘဝရောက်မယ်နောက်ဘဝကနေနောက်ဘဝရောက်တန်တရားထဲမှာဖြစ်အိုနာသည်မလွဲမသွေလက်ပတ်သွားလာနေရတဲ့အခြေအနေကြီးတစ်ခုဖြတ်သိမ်းနေတယ်ဆိုရင်ဘာလုပ်ရမလဲမသိတာကိုသိအောင်လုပ်ဖို့ပဲဖြစ်တယ်ပေါ့မသိလို့တန်တရားလဲရင်သိအောင်လုပ်အဲ့တော့သိအောင်လုပ်ဖို့အတွက်အားစုတွေကိုမြတ်စွာဘုရားဟောထားတယ်အဲ့ဒါဘာလဲဆိုမဂ္ဂင်၈ပါးပဲဖြစ်တယ်မဂ္ဂင်၈ပါးကြတော့ကြည့်တမ္မာဒိဋ္ဌိအမှန်တရားကိုသိခြင်းအမှန်တိုင်းမြင်ခြင်းဆိုခုနကအဝိဇ္ဇာကအမှန်မသိခြင်းဟောတမ္မာဒိဋ္ဌိကြတော့အမှန်တရားကိုသိခြင်းအဲ့တော့မသိတာကစပြီးတော့တန်တရားလေခဲ့တာကိုသိအောင်လုပ်ခြင်းအဲ့တော့ဆိုလိုတာကအသိဉာဏ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်များဟာလည်းပဲအသိဉာဏ်နဲ့လာတာတရားဝါတွေကိုလည်းအသိဉာဏ်ရအောင်လုပ်ပေးတာအစွမ်းတကူနဲ့လုပ်တာမဟုတ်ဘူးအသိဉာဏ်ပဲအသိဉာဏ်ကိုအစွမ်းတကူခိုးခြင်းတော့ရတယ်ဟိုလိုအုံဖွားဆိုတဲ့အစွမ်းတကူမဟုတ်ဘူးအသိဉာဏ်ရအောင်လုပ်တမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ရဖို့အတွက်အထောက်အကူတွေပါလေတော့တမ္မာသင်္ကပ္ပအမှန်တွေးတတ်ရမယ်အမှန်တိုင်းစဉ်းစားတတ်ရမယ်အမှန်တိုင်းစဉ်းစားမှအမှန်တိုင်းအသိဉာဏ်မစဉ်းစားပဲမနေရဘူးစဉ်းစားရကိုယ်ဘဝဘယ်ဟာစလာတယ်လဲစဉ်းစားဖို့လိုတယ်လောကလူတွေကစဉ်းစားရမှပြင်းတယ်ပြင်းတဲ့အခါကျတော့အမှန်သိမှုနဲ့ဝေးသွားတယ်နော်စဉ်းစားမှုဆင်ញင်သုံးသပ်မှုသည်အသိဉာဏ်ကိုဖြစ်ပေါ်စေအဲ့ဒီလိုဆင်ញင်သုံးသပ်မှုမှာအခြေခံပေါ်မှာဘာပေါ်မှာအခြေခံရတယ်လဲဆိုရင်အမှန်စဉ်းစားတတ်ဖို့အတွက်ကိုယ့်ရဲ့အခြေအနေတရားဟာဘာပဲပြောသမျှလည်းပဲအမှန်လုပ်သမျှလည်းပဲအမှန်အသက်မွေးဝမ်းကြောင်းမှုကလည်းမှန်တယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတယ်ကိုချင်းသီလပေါ်မှာအခြေခံရမယ်လို့ဆိုကိုချင်းသီလပေါ်မှာအခြေခံပြီးတော့အမှန်စဉ်းစားအသိဉာဏ်ဖြစ်တယ်အဲ့ဒီလိုဖြစ်ဖို့ရအတွက်လိုအပ်ချက်တွေပါတယ်ရှိတော့ဆိုမှန်ကန်စွာကြိုးစားအထောက်မှုလုံလဝိရိယရှိဖို့လိုတယ်ပြင်းနေလို့ရှိရင်လည်းဘာတစ်ခုမှရမှာမဟုတ်ဘူးဒါကြောင့်စိတ်ဆွမ်းအားတစ်ခုအနေနဲ့လုံလဝိရိယရှိရမသိရင်နောက်မဆုတ်ဘူးဆိုတဲ့ဇွဲကြီးမားတဲ့လုံလဝိရိယအဲ့ဒါကိုမြတ်စွာဘုရားကဟောတာကမ္မန္တသောစနာရုစအဋ္ဌိစအဝတ္တုတတုဆိုနော်ကမ္မန္တသောစနာရုစငါခန္ဓာကိုယ်မှာအယိုးအကျော်အည်မြတာကျွင့်ကျွင့်ပါစေအသားတွေသွေးတွေ6ချင်း6သွားပါစေငါလိုချင်တဲ့ပန်းနိုင်မရောက်ရင်နောက်မဆုတ်ဘူးဆိုတဲ့စိတ်ဓာတ်မျိုးဇွဲလို့ခေါ်တယ်သို့တော့ဒီနေရာမှာအထိပ္ပယ်ကောက်မလွဲစေဖို့ကအယိုးချေချေအရေးခန့်အောင်လုပ်ရမယ်လို့ဒီလိုပြောတာမဟုတ်ဘူးစိတ်ဇွဲကမရမချင်းလုပ်မယ်ဆိုတဲ့အထိပ္ပယ်ကိုဆိုလို့လေနော်ဇွဲကောင်းဖို့လို့လူဆိုတာကနည်းနည်းလေးအခက်ခဲတွေ့လို့ရှိရင်လုံလဝိရိယကိုရှော့ပစ်တတ်တယ်ပေါ့မဖြစ်နိုင်ပါဘူးဆိုပြီးနောက်ဆုတ်သွားတယ်ဒါလူရဲ့တဘာဝအဲ့ဒီလိုနောက်ဆုတ်တာမျိုးမဖြစ်ရအောင်အမှန်ကန်ကြိုးစားနေဖို့ဒီလိုပြောတာအကြီးအကျယ်ဒုက္ခခံမှုလည်းပြောတာမဟုတ်ဘူးဒီစကားကအ
အယိုးကြည်ကြည်အေးခမ်းအယိုးကြည်အောင်လုပ်ရမယ်လို့ပြောရလည်းမဟုတ်ဘူးအေးခမ်းအောင်လုပ်ရမယ်လို့လည်းပြောတာမဟုတ်ဘူးဆိုလိုတာကအယိုးကြည်ကြည်အေးခမ်းခမ်းလိုအပ်ချက်ပန်းတိုင်မရောက်မချင်းကိုယ်လုပ်ငန်းကိုမရတတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပြောတယ်နော်နောက်မဆိုးရဘူးဘလောက်ပဲအခက်အခဲတွေတွေ့နောက်မဆိုးဘူးဆက်သွားတယ်ဆက်ပြီးတော့ကြိုးစားအထုတ်တယ်အဲ့ဒီလုံလဝိရိယမျိုးကိုယ့်ရင်ထဲမှာအဆိုးတရားတွေမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ဖြစ်လာလို့ရှိရင်တွန်းလှန်ဖယ်ရှားတယ်ကိုယ့်ရင်ထဲမှာကောင်းတဲ့အတွေးတွေမဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ဖြစ်လာလို့ရှိရင်တူပွားအောင်လုပ်တယ်ဆိုတဲ့တမ္ပပဋ္ဌာန်လုံလဝိရိယ၄မျိုးနဲ့ကြိုးစားအထုတ်ခြင်းသမဝါယမအဲ့ဒါလိုကြိုးစားအထုတ်တဲ့အခါမှာအာယုန်တစ်ခုစူးစိုက်မှုကအရေးကြီးတယ်ပေါ့ mindfulness လို့ခေါ်တယ်စိတ်အာယုန်စိုက်ပြီးလုပ်ဖို့လိုအပ်တယ်ဒါကြောင့်မို့စိတ်အာယုန်စိုက်ဖို့အတွက်မြတ်စွာဘုရားအာယုန်၄မျိုးပေးထားတယ်ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတယ်တတိပဋ္ဌာန်တရား၄ပါးဆိုတာတတိကိုလေ့ကျင့်ပေးတယ်အဲ့ဒီအာယုန်ဒီပေါ်မှာတတိကိုလေ့ကျင့်ပေးရအဲ့ဒီလေ့ကျင့်ပေးခြင်းအပြင်ကိုယ့်ရဲ့တတိစွမ်းအားတွေကတိုးတက်လာအဲ့ဒီတတိစွမ်းအားတွေတိုးတက်လာတဲ့အခါမှာကိုထားတဲ့အာယုန်ပေါ်မှာစိတ်ကလေးကတည်ငြိမ်လာတယ်အာယုန်လေးပေါ်မှာစိတ်ကိုစိတ်ဆိုင်မှုတွေစွမ်းအားကောင်းလာတာတမ္မတတိစိတ်လေးဟာကိုထားတဲ့အာယုန်ပေါ်မှာငြိမ်ဝတ်ပြီးတော့တည်ရှိနေတာကတမ္မသမာဓိလို့တော့ပေါင်းလိုက်တဲ့အခါကျတော့ခုနကတန်တရားတွေကိုလဲနေရတဲ့အနေအထားတစ်ခုကအမှန်မသိလို့တန်တရားတွေလဲတန်တရားကထွက်ပေါက်ရဖို့အတွက်ဟောဒီမဂ္ဂင်၈ပါးဆိုတဲ့စွမ်းအားနဲ့ယုံပြီးလှုပ်ရှားယုံခံပြီးတော့တန်တရားဝကထွက်ရမှာဖြစ်တယ်ဟောမြတ်စွာဘုရားဟောတဲ့တရားကလုံးဝပြည့်စုံအောင်ဟောထားတယ်တန်တရားလဲခြင်းအကြောင်းကိုလည်းပြတယ်တန်တရားကထွက်ဖို့ရနိလန်းကိုလည်းပြတယ်အဲ့ဒါတွေကိုဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့သိရှိနားလည်မယ်ဆိုရင်ဘာသာတရားတွေရဲ့တစ်ခုနဲ့တစ်ခုအတိတ်နဲ့ဟာများစွာခွဲပြားခြားနာတယ်လို့ကိုယ်ရင်နဲ့နှလုံးထဲမှာရောထွေးနေတာမရှိအောင်တည်တည်ချာချာသိရှိနားလည်ဖို့ဗတ္တမအရေးကြီးတယ်လို့ဒါကိုဆိုလို့တယ်ပေါ့နော်အဲ့လိုပရိစ္ဆေသမုပ္ပါဒ်မှာတန်တရားလဲတာဟာကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်လို့ဘဝတစ်ခုဖြစ်တယ်။တော့အဝိဇ္ဇာကကိလေသာသင်္ခါရကကံအခုလက်ရှိဘဝမှာတဏှာဥပါဒံဒီနှစ်ခုကကိလေသာကမ္မဘဝကကံကံကိလေသာနှစ်ခုပေါင်းစပ်လို့ရှိရင်ရလဒ်တစ်ခုဖြစ်လာတယ်။ဒါကိုလည်းစဉ်းစားကြည့်လောကမှာတစ်ပင်နေအပင်နေစင်စက်မပြတ်ဖြစ်နေတာဘာကြောင့်လဲမျိုးစေ့ကြောင့်ဒါဖြင့်မျိုးစေ့တစ်ခုတည်းနဲ့အပင်ဖြစ်သလားလို့တေချာစဉ်းလိုက်တဲ့အခါမျိုးစေ့ဟာအကြောင်းတစ်ခုသာလည်းဖြစ်တယ်မြေနဲ့ရေနဲ့မတွေ့ဘူးဆိုရင်ဒီမျိုးစေ့ကမပေါက်ဘူးမျိုးစေ့ကကံနဲ့အလားတရံတူတယ်မြေနဲ့ရေကကိလေသာနဲ့အလားတရံတူတယ်ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်မှရစတစ်ခုထွက်လာနော်ရလဲအဲ့တော့တစ်ပင်ဟာမျိုးစေ့ချီလည်းမရဘူးမြေကြီးရေကြီးကလည်းမပေါက်နိုင်ဘူးဒါကြောင့်မို့မြေနဲ့ရေကကိလေသာမျိုးစေ့ကကံနဲ့ကိလေသာပေါင်းစပ်လိုက်တဲ့အခါမှာဘဝတစ်ခုဆိုတာဖန်တီးအဲ့တော့ဘုရားသခင်ဖန်ဆင်းနေဆိုတာလုံးဝမဟုတ်လုံးဝမဟုတ်တဘာဝတရားကဒီတိုင်းပဲကံနဲ့ကိလေသာပေါင်းစပ်လို့အခုလိုအပင်တစ်ခုဖြစ်ပေါ်လာဘဝတစ်ခုဖြစ်ပေါ်လာအဲ့ဒီဖြစ်ပေါ်လာတဲ့ဘဝမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲနော်ကံနဲ့ကိလေသာထဲမှာမျိုးစေ့လေးတစ်ခုကို6သွေးစွာပလင်းထဲမှာအလုံးထည့်ထားမြေနဲ့ရေနဲ့မထိအောင်ထားလို့ရှိရင်ထိုမျိုးစေ့ကအပင်မပေါက်တော့မပေါက်နိုင်ထို့တူပဲကံတရားတွေကိုကိလေသာတွေကိုဖယ်လိုက်ပြီးကံတရားတွေကြီးပဲဆိုရင်ဘဝဆိုတဲ့အကျိုးပေးလို့မရဘူးမြန်မာလူမျိုးတွေကကံကိုသာလည်းအဓိကထားပြောတော့လည်းပဲတ
ကယ်ရှင်းရမှာကကိလေသာကိုရှင်းရမှာဖြစ်တယ်ကိလေသာကိုဘာနဲ့ရှင်းတယ်လဲဆိုရင်အသိဉာဏ်နဲ့ပဲရှင်းတယ်နော်ဒါမို့တမ္မာဒိဋ္ဌိစတဲ့အသိဉာဏ်တရားတွေကိုမြတ်စွာဘုရားလက်တွေ့ချဟောပြောတာပဲဖြစ်တယ်ပေါ့နော်ဒါမို့အသိဉာဏ်ရအောင်လုပ်ရမယ်အသိဉာဏ်ရဖို့အတွက်ဘာအရေးကြီးလို့ဆိုရင်အနိကအကြောင်းပြောမယ်ဆိုရင်တတိဟာအရေးကြီးနာဟိတတိဝိရိတာပညာနာမအဋ္ဌိတတိမပါရင်ပညာဆိုတာမဖြစ်ဘူးမှန်မကြည့်ပဲနဲ့ကိုမျက်နှာကိုမြင်ပါမလားမမြင်နိုင်ဘူးမှန်ဆိုတာထောင်လိုက်မှကိုမျက်နှာအနေထားကိုသိရှိနိုင်မှန်ကတတိနဲ့အလားတရံတူပြီးတော့မျက်နှာရဲ့အနေထားကိုသိတာကပညာနဲ့အလားတရံတူတယ်တတိကအာယုံကိုယူပြီးမှပညာကသိနိုင်တယ်ဒီအဓိပ္ပာယ်ကိုပြောတာနှစ်ခုပေါင်းစပ်ပြီးတော့လုပ်တာဖြစ်တယ်တစ်ခုတည်းနဲ့မရဘူးအလုံးနှစ်ခုပေါင်းစပ်တာဒါကြောင့်ပရိစ္ဆေသမုပ္ပါဒ်နဲ့မဂ္ဂင်၈ပါးအကျင့်တရားတွေကိုအခုလိုနားလည်အောင်ဟောပြောတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဂုဏ်တော်ခြေဆုတော်တွေကိုအာယုံပြုပြီးတော့ပူဇော်တာကိုဗုဒ္ဓပူဇာလို့ခေါ်တယ်အကောင်းဆုံးနည်းနဲ့ပူဇော်ကြမယ်ဆိုလို့ရှိရင်ဘယ်လိုပူဇော်မလဲမြတ်စွာဘုရားကိုယ်တိုင်ကနောက်ဆုံးအချိန်မှာမှာကြားထားရတဲ့ဗုဒ္ဓရဲ့မိန့်မှာချက်ရှိတယ်မြတ်စွာဘုရားရဲ့မိန့်မှာချက်ကကုသနာယုအင်းချင်းစုံတို့ရဲ့အကြာမြတ်စွာဘုရားဟာမြောက်ဘက်ကိုဥခေါင်းထားပြီးလက်ရနန်းတော်ဆောင်းပြီးလျှောင်းလိုက်တဲ့အခါမှာပလက်အနေထားမဟုတ်ဘူးလက်ရဘက်ကိုဆောင်းနေတဲ့အနေထားအဲ့တော့မြတ်စွာဘုရားရဲ့မျက်နှာတော့ဟာဘယ်ကိုမျက်နှာမူးနေတယ်လဲဆိုရင်အနောက်လောကရတ်ကိုမျက်နှာမူးတယ်နော်မြောက်ဘက်ကိုခေါင်းထားပြီးတော့လက်ရဘက်ကိုဆောင်းလိုက်ရင်မျက်နှာကအနောက်ဘက်ရောက်သွားတယ်ဖျားပွင့်မုံနဲ့ဖျားပြိဋိဘံစံမုံဟာမတူဘူးဖျားပွင့်တော့ကတော့မြတ်စွာဘုရားအရှိဘက်ကိုမျက်နှာမူတယ်နေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ဘောဓိပင်ကနေရှေ့ဆူဆူမျက်နှာမူပြီးတော့ဖျားဖြစ်သူရောက်တယ်ဘယ်လိုအဓိပ္ပာယ်ဆောင်တယ်လဲလို့ဆိုရင်လောကကြီးကိုအလင်းရောင်ပေးမဲ့အရှိလောကရနေမင်းကြီးထွက်ပေါ်လာခြင်းဖြင့်အမောင်တရားတွေကိုဖယ်ရှားပြီးတော့အလင်းရောင်ကိုဖြန့်ကျက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အရှိဘက်ကိုမျက်နှာမူပြီးတော့ဖျားပွင့်လာပြိဋိဘံဆန်တဲ့အခါကျတော့အဲ့လိုမဟုတ်တော့အရှိဘက်ကိုမျက်နှာမမူဘူးမြောက်ဘက်ကိုဥခေါင်းထားလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမှာအနောက်ဘက်ကိုမျက်နှာဘယ်လိုသင်္ကေတကိုဖော်ဆောင်တယ်လဲလို့ဆိုရင်အနောက်ဆိုတာနေဝင်တဲ့နေရာပဲလောကကြီးဟာမြတ်စွာဘုရားသခင်ကိုရောမြတ်အလင်းအောင်ပေးတဲ့ပုဂ္ဂိုလ်ရဲ့ချုပ်ငြိမ်းခြင်းဟာနေမင်းကြီးဝင်ရောက်သွားတယ်လို့ပဲအမှန်တရားတွေဟာချုပ်ငြိမ်းသွားတော့မှာဖြစ်တယ်ဆိုတဲ့သင်္ကေတကိုဖော်ဆောင်တာပဲဖြစ်တယ်ပေါ့အေးလောကရဲ့သဘာဝဘယ်ရာမှမမြဲဘူးအဲ့ဒီချိန်လေးမှာမြတ်စွာဘုရားကဘာမှားခဲ့သလဲဘုရားဘာသာဝင်သူတော်စင်တွေအတွက်အရေးကြီးတဲ့မှားကြားချက်လို့ပြောမယ်ဆိုရင်ပြောလို့ရတယ်မြတ်စွာဘုရားကိုစီမီပန်းရေချမ်းနေနဲ့နောက်ဆုံးအချိန်ဆိုပြီးတော့ပူဇော်ကြတယ်လူတွေကလည်းပူဇော်ကြတယ်ကောင်းကင်ယံကနတ်တွေကလည်းပဲကောင်းကင်ယံအပေါ်မှာတူရိယသန်နေနဲ့ပန်းမိုးတွေရွာချပြီးတော့မြတ်စွာဘုရားရဲ့တတ်တော်တရားရှိတဲ့နောက်ဆုံးအချိန်ကိုပန်းနေနဲ့ပူဇော်ကြတယ်ကုသနာယုအင်းကြီးစုံကြတဲ့မှာနတ်ပန်းနေနဲ့ဖွေးဖွေးလှုပ်ပြီးတော့မှုကြိုင်နေတဲ့အနေအထားမျိုးရောက်သွားတယ်အဲ့ဒါလို့တလောကလုံးကနောက်ဆုံးအချိန်ဆိုပြီးတော့ပူဇော်တာနောက်ဆုံးအချိန်တာဝတိပြမကြီးကလည်းအလွန်ကြီးမားတဲ့ပန်းကုန်းကြီးကိုကုန်းနေတာမြတ်စွာဘုရားပြိဋိဘံစံတော်မှာဆိုအပြေးလွှာအဲ့ဒီပန်းကုန်းကြီးကိုယူဆောင်ပြီးမြတ်စွာဘုရားကိုပူဇော်တယ်နောက်ဆုံးအချိန်နတ်ပြမတွေရဲ့တဏိတာနဲ့လူပြေကတနှစ်တာမတ္တမကွာလှမ်းတယ်ပေါ့အဲ့ဒါလို့နောက်ဆုံးအချိန်မှာလူတွေနတ်တွေအလုံးဥခိုက်ပြီးတော့
မိမိတို့ရင်ထဲနှလုံးထဲမှာမျက်နှိုးတဲ့အရာတွေနဲ့ပူဇော်ကြတဲ့အခါမှာမြတ်စွာဘုရားကရှင်အနန္ဒာကိုဘာမှလဲလို့ဆိုအနန္ဒာငါဘုရားရဲ့နောက်ဆုံးအချိန်မှာလူတွေတတ်တွေဟာဒုရိယာတို့ပန်းတို့အမွှေးနန္တာတွေနဲ့အခုလိုပူဇော်နေကြတာတဲ့ဒီလိုပူဇော်တာဟာပူဇော်မှုပူဇော်ခြင်းရဲ့ကုသိုလ်ကောင်းမှုမရဘူးလို့တော့ငါမဆိုလိုဘူးပူဇော်တာတော့ဟုတ်တယ်သို့တော့အကောင်းဆုံးပူဇော်မှုတော့မဟုတ်ဘူးလို့မြတ်စွာဘုရားအကောင်းဆုံးပူဇော်မှုဆိုတာဘာလဲဓမ္မာနုဓမ္မပฏิပတ်တိငါဟောထားတဲ့လမ်းစဉ်အတိုင်းတသွေမတိန်လိုက်နာကျင့်သုံးခြင်းသာလျှင်အကောင်းဆုံးပူဇော်မှုဖြစ်တယ်တရားကျင့်ပြီးတော့ပူဇော်တာကိုမြတ်စွာဘုရားအနှစ်သက်ဆုံးဘာကြောင့်အနှစ်သက်ဆုံးဆိုတော့ဘုရားပွင့်တာကအမှန်တရားသိပြီးတန်တရားဝကလွတ်ဖို့နော်ပန်းပူဇော်တယ်ပန်းနဲ့ရေချမ်းနဲ့ပူဇော်တာမပူဇော်ရဘူးမဟုတ်ဘူးကုသိုလ်မရဘူးလို့လည်းပြောတာမဟုတ်ဘူးမပူဇော်ရဘူးလို့လည်းမတားမြစ်ဘူးသူ့တိုင်းတာတစ်ခုနဲ့ကုသိုလ်ရင်ထဲမှာကုသိုလ်ဖြစ်တယ်မှန်တယ်သို့တော့တရားကျင့်တဲ့အခါမှာဒီတရားကိုသိမှတန်တရားဝကလွတ်မှာဖြစ်လို့ပန်းပူဇော်တဲ့ကုသိုလ်လေးနဲ့တည်းပဲတန်တရားဝကလွတ်ဖို့ရာကအလှမ်းကွာနေသေးတယ်ပေါ့တရားမကျင့်မဲနဲ့ပူဇော်ယုံနဲ့ကျင့်တတ်နေမှာဆိုလို့မြတ်စွာဘုရားကသမ္မာပฏิပတ်တိအနုတ္တရာပူဇာတဲ့ငါးပါးသီလစောင့်တည်ပြီးတော့ငါးပါးသီလကိုဆင်ခြင်သုံးသပ်မယ်ကမ္မထာနှလုံးသွင်းမယ်မေတ္တာဘာဝနာပွားမယ်ဝိပဿနာတရားအထုတ်မယ်အဲ့ဒီအထုတ်ခြင်းဟာမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်တယ်ဒီပူဇော်မှုကအကောင်းဆုံးပူဇော်မှုဖြစ်တယ်လို့မြတ်စွာဘုရားကမှားကြခဲ့တဲ့စကားပဲဒါဖះမှားကြတာဒါကြောင့်မို့လို့ဗုဒ္ဓပူဇာမင်္ဂလာသဘင်ဆင်ကျင့်ပါတယ်ဆိုတာနေ့စဉ်နဲ့အမျှမိမိတို့ကိုယ်တိုင်တရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်နေခြင်းဟာလည်းပဲမြတ်စွာဘုရားကိုပူဇော်နေခြင်းပဲဖြစ်လို့ဖះကြိုက်တဲ့နည်းနဲ့ပူဇော်တာပဲဖြစ်တယ်ကျန်တဲ့ပန်းရည်ချမ်းစီမီပန်းတို့နဲ့လှူတာကြတော့ဖះမကြိုက်ဘူးလားလို့ဆိုတော့ဖះမကြိုက်ဘူးလို့လည်းပြောတာမဟုတ်ဘူးเนาะအကောင်းဆုံးမဖြစ်သေးဘူးလို့လည်းပြောတယ်အကောင်းဆုံးမဖြစ်ဘူးလို့ပြောတယ်အဲ့တော့အကောင်းဆုံးပူဇော်တဲ့နည်းကိုမလစ်ဟင်းစေဖို့ပဲအရေးကြီးတယ်ပေါ့စီမီနဲ့ပန်းနဲ့ရေချမ်းနဲ့လည်းပူဇော်ရမှာဖြစ်တယ်အကောင်းဆုံးပူဇော်နည်းဖြစ်တဲ့ကိုချင်းတရားကိုပြုပြင်ကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ခြင်းတရားဓမ္မကိုနှလုံးသွင်းခြင်းဆိုတာနဲ့လည်းပူဇော်ရမှာဖြစ်တယ်အဲ့ဒီလိုပူဇော်မှုနည်းကိုမရောက်ရင်ဒီအရေးကြီးတဲ့အကျိုးအာနိသင်မဖြစ်မှာဆိုလို့မြတ်စွာဘုရားကုသိုလ်တွေထဲမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်တွေဝေလာမသုတ်တံမှာဟောထားတဲ့ကုသိုလ်တွေရဲ့အဆင့်ဆင့်အကောင်းဆုံးကုသိုလ်လုပ်ကြမယ်ဆိုရင်ဘယ်ကုသိုလ်လုပ်ရမလဲလောကမှာငွေကြေးဒနာကုန်ကြတဲ့ကုသိုလ်ဟာအကောင်းဆုံးလားဘယ်ကုသိုလ်ဟာအကောင်းဆုံးလဲဒီအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာကြည့်လေလိုင်းခင်းတဲ့ကြောက်ရောင်းတဲ့လူနဲ့ပရမညာကြောက်တို့ကြောက်စိမ့်တို့ရောင်းတဲ့လူနဲ့မတူဘူးလေလိုင်းခင်းတဲ့ကြောက်ရောင်းတဲ့ပုဂ္ဂိုလ်ကကားကြီးတွေနဲ့တိုက်ပြီးကြောက်ပုံကြီးကြီးကြီးဟိမ့်နေအောင်ပုံထားပြီးတော့ရောင်းတာဟာဘယ်တော့မှမရဘူးအကြီးကောင်းတဲ့ပရမညာကြောက်ကလေးတစ်လုံးဟာအိတ်ထောင်ထဲမှာတောင်မှအပြည့်မဟုတ်ဘူးထည့်ထားအဲ့ဒီပရမညာကြောက်ကလေးတစ်လုံးရောင်းတာခုနကကားအစီး20 200 300တိုက်ရတဲ့ကြောက်ပုံကြီးနဲ့ဆာလိုက်ရင်ပရမညာကြောက်လေးကတမိုးကြီးမာတယ်နော်စိန်လေးတစ်ပွင့်ကတမိုးကြီးမာကြောက်ပုံကြီးကတမိုးမရှိဘူးကုသိုလ်မှလည်းပဲအဲ့ဒီလိုသဘောထားနော်ဘယ်ကုသိုလ်ကအသေးစားဘယ်ကုသိုလ်ကအချီစားရလိုက်တဲ့အခါမှာအကျိုးအမြတ်ဆိုကွဲပြားခြားနားမှုရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားဝေလာမသုတ်တံမှာဟောတာရှိတယ်ငွေချေးဒနာအကုန်ကြခံပြီးတော့လုပ်တဲ့ကုသိုလ်တွေထဲမှာတဲ့စတုတ္တိတသံဃာအရက်လေးမျက်နှာမှာအပိတ်ပင်တားဆီးမရှိကြွလာနိုင်တဲ့သံဃာတွေကိုရည်ညွှန်းပြီးတော့တန်ခိကကြောင့်အဆောက်အဦတစ်ခုဆောက်လှူတယ်
ငွေကြေးတနာအကုန်ကြခံပြီးတော့ဆောက်လှူတဲ့ကျောင်းအလှဟာငွေကြေးတနာကုန်တဲ့အထဲမှာတော့အကောင်းဆုံးကုသိုလ်လို့နော်ဆွမ်းလှူတဲ့ကုသိုလ်ရှိတယ်သင်္ကန်းလှူတဲ့ကုသိုလ်ရှိတယ်ဆေးလှူတဲ့ကုသိုလ်ရှိတယ်တန်ဃာတွေကိုရည်ညွှန်းပြီးတော့ဆောက်လုပ်တဲ့ကျောင်းအလှရှိတယ်အဲ့ထက်ပဲဆွမ်းသင်္ကန်းကျောင်းလို့ဆိုတဲ့ကုသိုလ်တွေထဲမှာကျောင်းလှူတဲ့ကုသိုလ်ဟာအကောင်းဆုံးဘာကြောင့်အကောင်းဆုံးလို့ပြောရတယ်လဲဆိုတတိယတိုင်းကုသိုလ်တွေတိုးနိုင်တယ်ထာဝရကုသိုလ်မျိုးဖြစ်လို့ကောင်းတယ်လို့ပြောတယ်ဆွမ်းဆိုတာထမင်းအသက်9ရက်ပဲဒါတော့မှမနေ့ကပ်ပြီးနေတဲ့စားနောက်တရက်မရှိတော့သင်္ကန်းဆိုတာ3-4လပဲဆေးဆိုတာယောဂဝေဒနာရှိမှလိုအပ်တာအဲ့တော့ကြံတဲ့ဆွမ်းသင်္ကန်းဆေးတို့ဟာတခဏလေးပဲထာဝရလိုအပ်ချက်လည်းမဟုတ်ဘူးကျောင်းဆိုတာကြတော့အနှစ်50အနှစ်100ဟောလို့ဆောက်ဦးကြီးထဲမှာအခုပဲကြည့်ဒီသိမ့်ဓမ္မယုံကြီးထဲမှာအေးချမ်းချမ်းတရားနာနိုင်ခွင့်ရှိတာဘယ်သူကနေပြီးတော့စောင့်ရှောက်ကားွယ်ပေးထားတော့ဆိုဒီအဆောက်အဦကြီးကကိုယ်အကျိုးပြုတာအပြစ်မဲ့မှာဆိုရင်အေးမယ်သို့မဟုတ်နေပူမယ်ဒီလိုမနေနိုင်ဘူးအဲ့တော့နေပူရင်ပူမယ်အေးရင်အေးမယ်လေတိုက်ရင်တိုက်မယ်ဟောဆောက်ဦးရဲကြတော့ပိုးပြီးတော့ချမ်းသာလေလုံးမိုးလုံးအနေထားတစ်ခုဒါဘယ်သူကအကျိုးပြုဒီเจ้าကအကျိုးပြုအဆောက်ဦးကအကျိုးပြုနေတာလူတွေကိုဒါကိုဥပနိဒေယပစ္စယောလို့ခေါ်တာနော်ဥပနိဒေယပစ္စယောလူချင်းသာကျေးဇူးပြုတယ်လို့အမတ်တမဲ့ထင်ကောင်းထင်လိမ့်မယ်အဆောက်ဦးကကိုယ့်ကိုကျေးဇူးပြုထားတာအဆောက်ဦးကခုချိန်မှာကျေးဇူးပြုထားတယ်အေးချမ်းချမ်းနေနိုင်တာအဆောက်ဦးကကျေးဇူးပြုထို့တူပဲအစာတို့အဝတ်တို့ကလည်းကျေးဇူးပြုတယ်အဲ့ထဲမှာကျေးဇူးပြုတဲ့ထဲမှာအဆောက်ဦးရဲ့ကျေးဇူးပြုမှုကပို့ပြီးတော့ကြီးမားတယ်ဒါကြောင့်ကျောင်းအလှဟာအကောင်းဆုံးလို့ဒီလိုမြတ်စွာဘုရားဟောတယ်ဒါပြင်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရားတရဏံကိစ္စမိဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ်တရဏဂုံဆောက်တည်တယ်ဆိုတာတကယ်အနှံလိုက်တာပဲနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဖရာဆုံးမတိုင်းနေပါမယ်တရားအတိုင်းကျင့်ပါမယ်တန်ခါတွေနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဖရာတရားတန်ခါနဲ့ပတ်သက်ပြီးအဲ့လိုအနှံလိုက်တယ်ကိုယ့်ဘဝကိုဆွန့်လွတ်ပြီးတော့အနှံလိုက်တယ်အဲ့ဒီကုသိုလ်ကကျောင်းဆောက်ပြီးတော့ငွေကုန်ကြီးကြထားပြီးတော့ဆောက်လှူတဲ့အလှူတဲ့ပို့ပြီးတော့ကြီးမားတယ်။ဘာကြောင့်ကြီးမားတော့ဆိုတော့ကိုယ့်ဘဝကျောင်းလှူတယ်ဆိုတာပြင်မကပစ္စည်းနဲ့အသုံးချပြီးလှူတာငွေကြေးတနာဆိုတာအပြင်ကပစ္စည်းကိုယ့်ဘဝကိုအနှံလိုက်တယ်ဆိုတော့ကိုယ့်ရဲ့ဘဝလို့ဆိုတဲ့တန်ဖိုးမဖြတ်နိုင်တဲ့အသက်ကိုအနှင်းပြီးတော့လှူဒန်းတာဖြစ်တော့ကြောင့်ဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတရဏဂုံစောင့်တည်ပြီးတဲ့နောက်မှာ၅ပါးသီလလုံးအောင်ထိမ့်သိမ့်လိုက်တယ်ဟောတာပို့မြတ်သွားတယ်ဒါဖြင့်ဒီတဲ့မြတ်တာရှိသေးလားဆိုရှိတယ်သက်လွတ်မေတ္တာရိပ်တာလို့ဆိုတယ်ဒီမှာမေတ္တာပွားနေမေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံသီလစောင့်တည်ထားတာတဲ့မေတ္တာပွားတာမေတ္တာပွားတာတော့မှအကြာကြီးမဟုတ်ဘူးခန္ဓောဟနမတ္တံပိမေတ္တံဘာဝေတိနန္ဒတရှုလို့သူတို့ဆိုတယ်ဒီစကားလုံးကိုခန္ဓောဟနဆိုတာနန္ဒတရှုလက်ချောင်းလေးနှစ်ချောင်းနဲ့တဏ္ဍခါတို့ဘာတို့စန္ဒကူတို့သွေးထားပြီးတော့လက်ချောင်းလေးနှစ်ချောင်းနဲ့ယူပြီးတော့နှာခေါင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်တော့မှမရှိဘူးအဲ့ဒါကိုနန္ဒတရှုလို့ပြောတာနော်နန္ဒတရှုလေးလောက်ပဲမေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားကြည့်ပါအဲ့ဒီမေတ္တာပွားမှုဟာခုနကတရဏဂုံသီလကျောင်းဆောက်တာလေးတဲ့ပို့ပြီးတော့တန်ဖိုးကြည့်ပါတယ်ဘာကြောင့်လို့ဆိုရင်မေတ္တာဘာဝနာပွားပြီးတော့ဇာရသွားမယ်ဆိုရင်ကဘာချီပြီးတော့အသက်ရှိတယ်ပြမဖြစ်နိုင်တယ်လေတက်တန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်တယ်ချမ်းသာဒုက္ခကိုကြာကြီးထိမ့်နိုင်တယ်ဒါနတို့သီလတို့ဆိုတဲ့အရာကလူပြေလူချမ်းသာနတ်ပြေနတ်ချမ်းသာဒီလောက်ပဲပေးနိုင်ကဘာချီပြီးအသက်ရှိနိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူး
မေတ္တာဘာဝနာကဇန်အဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှိတဲ့ပြမအနေထားချမ်းသာဒုက္ခထိအောင်ပေးနိုင်တယ်ဆိုသူ့ရဲ့စွမ်းအားပို့ပြီးတော့ချီမာတယ်ဒါဖြင့်မေတ္တာဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုဟာအကောင်းဆုံးဖြစ်ပြီလားဆိုဖြစ်သေးဘူးသူ့ရဲ့ကောင်းတာပါတော့ဆိုဣစရသင်္ကတမတ္တံပိအနိစ္စတင်ညာဘာဝေတိလက်ဖြစ်တတိအချိန်လေးပဲဖြစ်စေတဲ့ကိုယ်ခန္ဓာကိုစူးစိုက်ပြီးတော့အော်ဘေးရမှမမြဲပါလားဆိုတဲ့ဝိပဿနာတရားကိုချုပ်စားအထောက်တယ်မမြဲဘူးဆိုတာကိုဆင်ញင်သုံးသပ်နိုင်ခြင်းဟာဝိပဿနာဉာဏ်ကိုဖြစ်အောင်လုပ်တာအဲ့ဒီဝိပဿနာဉာဏ်ကြတော့လှုပ်လို့ရတဲ့ကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ်လို့ခေါ်တယ်ထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူးလှုပ်လို့ရတဲ့ကုသိုလ်တွေမှာထိတဲ့ကောင်းတဲ့ကုသိုလ်မရှိတော့ဘူးမဲ့ကုသိုလ်ဆိုတာလှုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူးဝိပဿနာကုသိုလ်လုပ်ပြီးမျက်မှောက်ပြုရတဲ့ကုသိုလ်မျိုးသာဖြစ်တယ်နော်ကုသိုလ်ဆိုတာမဲ့ကုသိုလ်မှာလမ်းဆုံးတယ်သို့တော့မဲ့ကုသိုလ်သည်လှုပ်လို့ရတဲ့ကုသိုလ်မျိုးမဟုတ်ဘူးအားထုတ်ရမယ့်ကုသိုလ်သည်ဝိပဿနာကုသိုလ်အမြင့်ဆုံးပဲဖြစ်တယ်အဲ့တော့အနိစ္စမမြဲဘူးဆိုတဲ့သဘောတရားလေးကိုစဉ်းစားကြည့်မမြဲဘူးဆိုတာအဟုတ်တော်ဟာတံဘောတိဟုတ်တော်ဟာပฏิဝေတိဘယ်နေရာမှာမှရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ပေါ်လာခြင်းပေါ်လာပြီးတဲ့နောက်လုံးဝပျောက်ကွယ်သွားတယ်ဒါကိုအနိစ္စလို့ခေါ်တယ်အနိစ္စဆိုတာရှိနေတာလည်းမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားတဲ့သဘောစဉ်းစားကြည့်လေစီတီးတယ်ဆိုခုနစီတွေရိုက်လာတာကြည့်အခုချိန်မှာစီတံမကြတော့ဘူးเนาะအဲ့ဒီစီဟာစဉ်းစားကြည့်ဖို့ရအဲ့ဒီခုနကရိုက်ခတ်နေတဲ့စီတံနေဘုံတံနေဟာဘုံထဲမှာရှိနေတာလားသို့မဟုတ်တီးတဲ့လူရဲ့လက်ထဲမှာရှိနေလားဆိုဘယ်မှမရှိမနေဘူးလေဘယ်မှမရှိဘူးအေးတိခတ်ခြင်းဆိုတဲ့အကြောင်းတရားစီမျက်နှာပြင်ရဲ့တိခတ်တဲ့လက်ရဲ့နှစ်ခုပေါင်းစုံလိုက်တဲ့အခါမှာဒီအတန်ထွက်လာပြီးချင်းပျောက်မသွားဘူးလားပျောက်သွားတယ်ခုနကအတန်လေးတစ်ခုမှရှာမရတော့ဒါပျောက်သွားတယ်ဆိုတော့ဘယ်နှရောက်ပြီးဘယ်ကြားထဲရောက်သွားလဲတောထဲဝင်သွားကြသလားမြေချီအောင်ရောက်သွားလားသို့မဟုတ်လေထဲလွှင့်လားဘယ်မှမရောက်ဘူးပျောက်သွားတယ်အနိစ္စသဘောတရားဆိုတာအဲ့ဒါကိုပြောတာအဟုတ်တော့တမ္မောတိငကိုကရှိနေတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်ပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်မှာလုံးဝပျောက်ကွယ်သွားတာအဲ့ဒါအနိစ္စလို့ပြောတယ်နော်ဗမာလူတော့မမြဲဘူးလို့ပြောတဲ့သဘောဟာလုံးဝမပြည့်စုံသေးဘူးပေါ့မမြဲဘူးဆိုတာဟာငကိုကရှိနေတာလည်းမဟုတ်ဘူးအကြောင်းကြောင့်ဖြစ်ပေါ်လာတယ်အဲ့တော့ဘုန်းကြီးတို့ရဲ့တဏ္ဍမှာဖြစ်နေတဲ့စိတ်တွေဟာလည်းပဲဒီတိုင်းပဲအသိစိတ်တွေဟာလည်းကိုယ်ရင်နဲ့နှလုံးနဲ့ခေါင်းနဲ့နှလုံးသားထဲမှာထာဝရရှိနေတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လို့ဒီစိတ်ကလေးကပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်ထာဝရပျောက်ကွယ်သွားတယ်အဲ့ဒီသဘောတရားလေးကိုထိုင်ပြီးတော့စဉ်းစားကြည့်နေဆိုတော့မျက်စိလေးဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့အခါမှာပြင်ပကမြင်စရာအာယုံလေးတစ်ခုကမျက်စိလာတိုက်တယ်လာတိုက်လို့ရင်မြင်တယ်ဆိုတဲ့စိတ်ကလေးပေါ်လာတယ်နော်တစ်ပင်မြင်တစ်ပင်ဆိုတဲ့မြင်တဲ့စိတ်ကလေးပေါ်လာအဲ့ဒီစိတ်ကလေးဟာငကိုယ်တုန်းကမျက်စိထဲမှာရှိနေတာလားသို့မဟုတ်မြင်စရာအာယုန်ထဲမှာဒီစိတ်ကလေးကရှိနေတာလားဆိုရင်ဘယ်မှမရှိတာမဟုတ်ဘူးနော်မျက်စိနဲ့အဆင်းအာယုန်နှစ်ခုဆုံလိုက်တဲ့အခိုက်ကလေးမှာပေါ်လာတာဖြစ်တယ်ပေါ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားရောသူ့ကိုအကြောင်းပြုပြီးဆက်စဉ်းစားတဲ့စိတ်တွေကဆက်ပြီးဖြစ်နေတယ်နော်မစဉ်းစားဘူးဆိုဒီနေ့ကပြီးသွားပြီသူကလမ်းမှာမစဉ်းစားတာတွေအများကြီးပဲလေမြင်ပြီးမစဉ်းစားတာအဲ့ဒီသဘောတရားလေးကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်နားကအတန်ကြားလိုက်ရင်လည်းထို့တူပဲအတန်နဲ့နားနဲ့တိုက်လိုက်တဲ့အချိန်လေးမှာအသိစိတ်လေးပေါ်လာတယ်အဲ့ဒီအသိစိတ်လေးဟာနားထဲမှာရှိနေလားဆိုမရှိဘူးအဲ့ဒီမရှိတဲ့အသိစိတ်လေးဟာဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့အနိစ္စသဘောကိုဆင်ញင်သုံးသပ်နိုင်မှုဝိပဿနာဉာဏ်
အာနိစ္စတင်ညာပွားများအထောက်ခြင်းဟာကုသိုလ်တွေမှာအကောင်းဆုံးကုသိုလ်ပဲဖြစ်တယ်တဲ့မြတ်စွာဘုရားကဝေလမသုတ်တံမှာဒီလိုဟောတာဒါကြောင့်ဘုရားပူဇာမင်္ဂလာသဖြင့်ဆင်ကျင့်ပပြုလုပ်မယ်ဆိုရင်ဘုရားဘာသာဝင်သူတော်စင်နေနေတဲ့အကောင်းဆုံးလုပ်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲဒါလုပ်ရမယ်နော်အကောင်းဆုံးလုပ်ရသမ္မာပฏิပတ်တိအနုတ္တရပူဇာမြတ်စွာဘုရားဟောတဲ့အတိုင်းဒီအသိဉာဏ်ရရှိအောင်လုပ်ပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်အဲ့ဒီပူဇော်မှုသည်အကောင်းဆုံးပူဇော်မှုဖြစ်တယ်ပြိဋိဘံသံဃာနိမှာမြတ်စွာဘုရားရဲ့မှာကြားချက်ကလည်းအကောင်းဆုံးပူဇော်မှုနဲ့ပူဇော်ဖို့ဆိုတာမှာခဲ့တာဖြစ်တယ်အေးဒါကြောင့်လောကမှာကောင်းတဲ့ကောင်းတာကိုရွေးချယ်ပြီးတော့လှုပ်ဆောင်ကြမယ်ဆိုလို့ရှိရင်ဝိပဿနာကုသိုလ်သည်အကောင်းဆုံးဖြစ်သည့်အတွက်ကြောင့်ဝိပဿနာကုသိုလ်နဲ့မြတ်စွာဘုရားကိုတို့တွေပူဇော်ကြမယ်လို့ပူဇော်တိုင်းဒီကိုချင်းတရားနဲ့ပူဇော်ခြင်းဟာအကောင်းဆုံးပူဇော်မှုဖြစ်တယ်ဆိုတာသိရှိနားလည်ပြီးမြတ်စွာဘုရားသာသနာတော်နဲ့ကြုံကြိုက်တဲ့အခါမှာဘဝမှာအသိဉာဏ်ရှိတဲ့အခိုက်ကလေးမှာကြိုးစားလိုက်ကြမယ်ဆိုရင်တန်တရားတစ်ခွက်မှာလွဲချော်မှုတွေမဖြစ်ပဲဒီဘဝဒီဖရာလက်ထက်ဒီဘဝမှာတမက်တဖို့မရသေးလို့ရှိရင်ဒီဘဝကဆုံးသက်လို့နတ်ပြည်ရောက်ရင်မဖို့ရနိုင်သို့မဟုတ်ဒီဘဝသေကံนี้မှာမဖို့ရနိုင်နေ့စဉ်လုံးနေလို့ရှိရင်သေကံนี้မှာမဖို့ရနိုင်တယ်သေကံนี้လွဲချော်သွားရင်နောက်ဘဝနတ်ပြည်ဖြစ်နတ်ပြည်မဖို့ရနိုင်အဲ့ဒါထပ်ပြီးတော့လွဲချော်သွားရင်ဖရာမပွင့်တဲ့ခေတ်မှာပိစိကဗုဒ္ဓဖြစ်တယ်အဲ့ဒါထပ်ပြီးတော့လွဲချော်သွားအောင်မယ်ဆိုလို့ရှိရင်နောက်ဖရာနဲ့တွေ့တဲ့အခါမှာတရားဓုတရားမြတ်ကိုအလွယ်တကူရရှိနိုင်တယ်လို့ဝိပဿနာတရားကျင့်ကြံပွားများအားထုတ်ခြင်းဟာတခွေမတွေ့ရင်တခွေတွေ့ဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်တယ်ဆိုတာတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်တိုင်းအတွက်ဒီအချိန်တစ်ချိန်ဟာကိုယ့်အတွက်တန်ဖိုးရှိဆုံးပဲဖြစ်တယ်လို့မှတ်ယူကြမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သမ္မာပฏิပတ်တိအနုတ္တရပူဇာမှန်ကန်တဲ့ချင်းစဉ်တရားဖြင့်ကျင့်ကြံကြိုးကိုအထောက်ချင်းသည်မြတ်စွာဘုရားကိုပူဇော်တဲ့နေရာမှာအကောင်းဆုံးပူဇော်ခြင်းဖြစ်တယ်ဆိုတာကိုသိရှိပြီးအကောင်းဆုံးပူဇော်ခြင်းဖြင့်ပူဇော်နိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း